အားလုံးပဲမင်္ဂလာပါရှင်လုံးဖလော်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်မင်္ဂလာညချမ်းလေးပါရှင်ဒီနေ့မှာတော့ဆီယမမေစောရဲ့ကျင်ကြီးသူအစင်းများဆိုတဲ့စာအုပ်လေးထဲကကျင်ကြီးသူဆိုတဲ့အစီလေးတစ်ပုဒ်ကိုပြပြပေးပါမယ်ဆီယမမေစောကျင်ကြီးသူစစ်စင်းရဲစရာတွေကြုံသေးလားနေကောကောင်းရဲ့လားမမေးရလို့မမေးပဲထားခဲ့တယ်ငါရဲ့မောကြီးပန်းကြီးမိခွန်တွေဆရာမောင်မြတ်သူကျယ်ရီစီမောကြီးမိတဲ့အခါကိုနဲ့သက်ဆိုင်တယ်လို့ထင်မှတ်ထားမိတယ်ကျယ်တစင်တောက်ပနေတာကိုမြင်ရတာဟာပျော်ရွှင်မှုပါပဲဖြစ်နိုင်ရင်ကျယ်ကလေးကိုနေတစင်လို့လားရင်းဖြာစေချင်သေးတာဒါပေမဲ့လည်းပူလောင်နေမလားစိုးရိမ်မိလို့ပါသူ့ပူလောင်မှုတွေကကိုနဲ့မသက်ဆိုင်ပေမဲ့ငြကြည့်နေရတာဟာပြည့်စုံတဲ့အထိပ္ပယ်ပါပဲကောင်းကင်ကြီးကိုငေါ်ကြည့်လိုက်တဲ့အခါကျွန်တော်မှငြကြည့်နေစရာကြယ်ကလေးရှိနေတာဟာဒီကဘာရဲ့အအောင်စရာကောင်းမှုပေါ့ဒီလိုနဲ့ပဲကျွန်တော်ဟာနေ့တွေညတွေကိုအတိပ္ပယ်ရှိရှိဖြတ်တန်းလာခဲ့တာဘာအကြောင်းကြောင့်မှမသိပဲခြေကလေးစီကနေတခါတလေအလင်းရောင်လေးတွေဖြတ်ခနဲ့လက်လာတွေခါဆိုကျွန်တော်မှပြောလို့ရွှင်လို့လောကမှာမျှော်လင့်ခြင်းရှိရဆိုတာကိုတော့ယုံပြီးတော့မလို့မျိုးပဲခြေကလေးနဲ့ကျွန်တော်ဟာလူချင်းမနေကြပါဘူးညီဖို့အကြောင်းလည်းမရှိသလိုနောက်လည်းညီမှမဟုတ်ဘူးတကယ်ကကျွန်တော်တို့ကြားမှာကောင်းရင်ကြီးတစ်ခုစားလုံးချားနေတာကဘာတစ်ခုစားဝေးနေခဲ့ပြီးသားဆိုတော့လေတေချာနေပြီးသားဒါပေမဲ့လည်းကျွန်တော်တို့ဟာစိတ်အားဖြင့်အမြဲအတူရှိနေကြတာဟာအဲ့ဒီလိုရှိနေမှုဟာတိတ်အံ့ဩစရာကောင်းပြီးကျွန်တော်တို့နှစ်ယောက်လုံးဖြစ်တည်မှုကိုခြေနဲ့ချပျော်ရွှင်နေကြတာထူးဆန်းနေပြောရမယ်တယောက်စိတ်ထဲမှာနောက်တစ်ယောက်ရှိနေတဲ့အကြောင်းတွေးရတာဟာစိတ်ထဲမှာအမြဲနှွေးထွေးနေတော့တာပဲတစ်ယောက်လုံးရဲ့ရင်ဘတ်တွေဟာလက်ဟာမှုတွေရှိခဲ့တာပဲဆိုတဲ့တသက်လေဖြစ်ချင်းဖြစ်မှာပေါ့စိတ်ထဲအပေါက်ပြဲတွေကတယောက်ကိုတယောက်ဖြည့်ပေးလိုက်ကြသလိုမျိုးပဲကျွန်တော်တို့ကိုညှိတွယ်သွားစေခဲ့တာဘာမျှော်လင့်ချက်မှမပါပဲဘာမှလည်းထပ်မလို့ချင်တော့ပဲတစုံတရာကိုချစ်မှတ်နေရတာဟာသိပ်ပြီးကြည်နူးစရာကောင်းတယ်လို့ကျွန်တော်ကပြောတိုင်းခြေကလေးကပြုံးနေခြေကလေးကမညာတတ်တဲ့ရိုးသားမှုတွေနဲ့သူဆိုတော့မမှန်တာဆိုလဲသူကချက်ချင်းညင်တတ်တယ်မှန်ပြီးဝန်ခံလိုက်ဖို့ခက်နေတဲ့အရာမျိုးဆိုရင်လဲသူကငြင်းငြင်းတက်ကလေးတိတ်တဆိတ်လေးနေတတ်တဲ့ခြေပေါ်ခြေကလေးအကြောင်းတွေးမိရင်စိတ်ကအလိုလိုနှွေးသွားတယ်။ကျန်းတမ်းမှကြုံမှုတွေနဲ့ပဲအသားကျနေကြတော့အဲ့ဒီလောက်နူးနူးညံ့ညံ့တက်ဝင်လို့ရတယ်။မေတ္တာတရားလောကမှာရှိနေတာကျွန်တော်မသိခဲ့တာအမှန်ပဲ။သူများတွေပြောကြဆိုကြတာကြားဖို့လေအမြဲပြည့်ရပြုခဲ့တာရှုံမှမယုံနိုင်ခဲ့တာလေ။ယုံနိုင်စရာတွေလည်းရှိမှမရှိခဲ့ပဲကိုမိလာညာချမ်းလေးပါညတညတာကိုကောင်းမွန်စွာအိပ်စက်နိုင်ကြပါစေကောင်းမွန်သောအိမ်မက်ကောင်းလေးများနဲ့မနက်သစ်တစ်ခုကိုအစပြုနိုင်ကြပါစေအာရင်ပြေးသွားတဲ့ညခင်းတစ်ခုနဲ့တစ်လွင်သောမနက်ခင်းတစ်ခုကိုပန်ဆိုင်နေကြပါစေလို့လုံးဖလော်လေးကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးနဲ့နှုတ်ဆက်လိုက်ပါရရှင်